ဖြစ်ဒီမှာမဖြစ်လဲ ဒေါက်တာဝမ်းလေးလျှော့တယ်အန်လဲအန်နဲ့အဲ့ဟာလေးဘာဖြစ်မှန်းလည်းမသိဘူးကွာ one shot ရဲ့ end ဆိုတော့ဒီစလိုင်းတော့ချိန်ရမယ်နော် ဟုတ်ကဲ့ဒေါက်တာဖလိုင်းချိန်ဘယ်လောက်ကုန်လဲရှင် 4000လောက်တော့ကြာမယ်ညီမ ဒီရက်မြလို့2000လောက်ထားလို့မရဘူးလား အေးရခဏအမဖုန်းဆက်လိုက်အောင်မနော် ဟုတ်ကဲ့ရှင် ဟယ်လိုဟော ancient andy လားဟိုကျွန်တော်စေးခန်းကလေအလကားရလားမသိဘူးနော်ကျွန်တော်နောက်လာနေစားပြီးလကားဖွင့်ချင်တော့ရလားအော်မရဘူးလားဟုတ်ကဲ့နော်ခဏနော်နောက်တစ်ယောက် ဖေးကုမှာ အေး နော် နောက်တစ်ယောက်ဆက်လိုက်အောင်ဟယ်လိုအေးစေးကုမ္ပဏီကမောင်လေးလားအေးအမကိုစေးမာချင်တာလေအဲ့စေးတွေကိုဒီအမကလကားပေးလို့ရလားအော်မရဘူးကုန်စင်းလုံးနေတက်လို့ဟုတ်လားအော် ဒေါက်တာဖေးကုမှာနော် ဟုတ်ပြီအော်စေးကလကားရမလားလို့မဆက်ကြည့်တာဟုတ်ပြီခဏနော် ဒေါက်တာဘက်ကအရင်အောင်နေလို့ မေးဆက်လိုက်ဟယ်လိုအမေအော်အမေသမီးကိုစေးချောင်းထားတာလေအလကားထားပေးရလားစေးချောင်း9နှစ်လုံးလုံးကလေပတ်စံညာမှမကုန်ဘူးဟုတ်လား အရင်အောင်နေ ဟု လို့ တ်ပြီခုမှလားမသိဘူးနော် ဟုတ်ဒေါက်တာဟိုအဲ့ဒါနှလုံးထုတ်လိုက်မယ်နော်အဖေဖေလို့ထုတ်လိုက်ပါရော ဟုတ်ပြီနော်ဟုတ်အမေဟုတ်